မမေချောစုခင်ကတတိယပြီဆိုပြီးဘာပဲသွားတာ ရှော့ဖြစ်သွားတာလား မင်းကရှော့ပြရမှာဟွာရှက်လေးရှက်ပါမင်းက ဟာဒါမျိုးကမင်းကလည်းဖြစ်တတ်ပါတယ်နားလည်းပြီးလို့ရပါ ကိုငဲ့ဘာရှောက်ပြောနေရလဲချောစုခင်ရှက်သွားတာနေထုံးဦးကြောင့် ဖြစ်နိုင်တယ်ဒီပုဂ္ဂိုလ်ကလက်တံပြင်းတယ် ဘာလက်တံပြင်းတာလဲကွာဘာလို့ရှောက်ပြောနေတာတော့ ဟာမင်းကတိကြည့်လို့လေတချင်းနာမည်ကရှက်လဲရှက်ပါရေးတာနေထုံဆိုမချောစုခင် ဟုတ် မ တ င်း ယ် တပုတ်ဆိုတပုတ်ထိတယ်အဲ့ဒါကိုပြောတာ ဟုတ်တယ် နေထုံကတပုတ်ဆိုတပုတ်ထိတယ် မှန်တယ်ဒါပေမဲ့လက်တံပြင်းတဲ့ဂီတာတီးရဲ့လူတစ်ယောက်လည်းရှိသေးတယ် ဘယ်လို ဂီတာဇော်မင်းကြီးလေဟောတပကြီးလေ ဩ အဲ့လိုလား သူကလည်းလက်တံပြင်းတယ်နော် ကဲကိုစောမင်းဘယ်လောက်ပြင်းလဲဆိုတာကဲနားထောင်လိုက် ခွက်ခနဲ့လေးမှာပဲ မလေး ချစ်စကူဒီဆိုမဲ့တစ်ချိန်ကြီးကတော့တေးနေထိုးမှုရဲ့ရှက်လဲရှက်ပါတယ်ဆိုတဲ့ချိန်လေးဖြစ်ပါတယ်နားဆင်လေးပါ